ပုံမြင်လေးတစ်ခုရှိတယ်မြေထားမောင်းတဲ့မြေထားမောင်းသမားတစ်ယောက် engine driver မြေထား driver တစ်ယောက်ဘယ်တော့ဖြစ်သူကအကောင်းဘက်ကကြီးပဲပြောတယ်အဆိုးဘက်ကဘယ်တော့မှမကြည့်ဘူးကောင်းဘက်ကကြီးပဲပြောလို့ရှိတယ်ဒီနေ့ကျတော့ဘာဖြစ်တုံဆိုမတော်တဆသူ accident ဖြစ်တယ်ဆေးရုံတင်လိုက်ရဆေးရုံတင်လိုက်ရတော့ခြေထောက်တစ်ဖက်ဟာမြေထားကျိတ်ပြီးတော့အင်မတန်အခြေအနေဆိုတော့ခြေထောက်တစ်ဖက်ဖြတ်ရမယ်ကိန်းရောက်သွားအဲ့ဒီမှာသူ့မိတ်ဆွေတွေကသတင်းသွားမေးတယ်မေးရင်သူ့ကိုပြောတာမင်းဘယ်တော့မှဆိုအကောင်းဘက်ကကြီးပဲပြောတယ်အကောင်းကြီးပဲမြင်တယ်မင်းဒီတစ်ခါမင်းကိုမင်းဖြစ်တဲ့အခါအကောင်းမြင်နိုင်အောင်မလားပေါ့အကောင်းမြင်နိုင်အောင်မလားမင်းကိုယ်တိုင်ခြေထောက်တစ်ဖက်ဖြတ်ရတော့မင်းဘယ်လိုလုပ်အကောင်းမြင်မလို့ဆိုတော့အဲ့ဒီလူကပြုံးပြီးတော့ဗာပြောတော့ဆိုလို့ရှိရင်တငယ်ချင်းတို့တဲ့ငါဒီကနေ့ကစပြီးတော့ခြေထောက်ဒီဖနက်ဟာတစ်ဖက်ဖိုးသက်သာသွားပြီငါဖနက်ဟာတိတ်နှစ်ခုမဝယ်ရတော့တစ်ခုပဲဝယ်ရတော့အကောင်းဘက်ကနေကြည့်ပြောတာနော်ဖနက်တရံထဲမှာတစ်ဖက်စာပဲငါဝယ်ရတော့မယ်ဆိုတစ်ဖက်ဖိုးငါသက်သာသွားပြီလို့ပြောတာခြေတော့ဖြတ်ရလို့ဖြစ်ရလေခြင်းဆိုတဲ့အတွေးကိုမတွေးဘူးအေးဖနက်တစ်ဖက်ဖိုးသက်သာသွားပြီအကောင်းဘက်ကမြင်တာတချို့နေရာမှာ wise attention ဆိုတာအဲ့ဒါမျိုးကိုပြောတာတစုံတစ်ခုဖြစ်လာလို့ရှိရင်စိတ်ဆင်းရဲနေမဲ့အစားအကောင်းဘက်ကလှည့်တွေးပြီးတော့လှုပ်တင်လှုပ်ထိုက်တာလှုပ်အောင်ဒါပြောတာနော်လှုပ်တင်လှုပ်ထိုက်တာစိတ်ပူပန်တာနဲ့လှုပ်တင်လှုပ်ထိုက်တာဆိုတာနဲ့တခြားစီတချို့ကမကောင်းတာဖြစ်ပြီဆိုလို့ရှိရင်စိတ်ထဲကပူပန်ပြီးတော့ဘာလို့မှမသိညာလို့မှမသိစိတ်တွေဆင်းရဲပြီးတော့အဲ့ဒါလိုနေတယ်အဲ့ဒါလိုမဟုတ်ဒါအဖြေမဟုတ်ဘူးအဖြေမဟုတ်ဘူးစိတ်ပူပန်နေမဲ့အစားပူပန်မှုကိုလျှော့ချပြီးတော့ဘာလို့သင့်တယ်ဆိုတာကိုစဉ်းစားဖို့ပဲလိုအပ်တယ်ဟောလားစိတ်ရဲ့စွမ်းရည်တွေကိုဒီလိုလေ့ကျင့်ပြရမယ်လို့ပြော